သေးတာမေးပါနဲ့တဲ့ကတားလေးနဲ့စုံကြီးတဲ့ခါအိုးသချင်းတဲ့ကိုယ်နှလုံးသားခဏလေးတွင်မှကြွဝင်ခဲ့ဒါရမဒန်တွေထဆွန်ထသောနှကလေးနဲ့ရင်ခုံမဝင်စေသည်